မင်္ဂလာပါဒီနေ့ကျွန်တော်ညီခွန်းတစ်ခုကျွန်တော်ဖြည့်ချင်ပါတယ်အဲ့ဒါကပါလဲဆိုလို့ရှင်တော့မိသူကဖယားဖြစ်တယ်နီဆိုတဲ့ညီခွန်းဖြစ်တယ်ဒုတိယကအသက်ရှင်သောဖယားဆိုတာတကယ်ဖယားဖြစ်ပါမလားဒါအောင်ကျွန်တော်မယုံကြည်သူဒီကျွန်တော်ညီကိုရဲ့ဘာသာအရာသူတို့ရဲ့ဖယားဆိုတာကတည်မှပဲဖယားဖြစ်လို့ရမှာမတည်ပဲနဲ့ဘယ်တော့မှဖယားဖြစ်လို့မရဘူးအဲ့ဒါရဲ့စန့်ကျင်ဖက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကအသက်ရှင်သောဖယားလို့တုံးတဲ့ခါမှာသူတို့ကလက်မခံဘူးဖယားမဟုတ်လို့အသက်ရှင်တာဖယားဖြစ်ရင်တော့တည်ရမှာတည်ပြီးမှလုံးဝပျောက်ကွယ်သွားမှာတန်တရားမလေမှပဲဖယားဖြစ်တယ်လို့သူယုံကြည်ကြတာဖြစ်လို့ဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီကနေ့ကျွန်တော်ဖြေချင်တဲ့အရာကပါဆိုမိသူကဖယားဖြစ်တယ်အသက်ရှင်သောဖယားကဘယ်လိုမျိုးဖယားလဲဆိုတဲ့အရာကိုဒီနေ့ခရစ်ယာန်ကျမ်းစာအရာကျွန်တော်အနေငယ်ဖြေသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကြည့်ကြည့်ရအောင်ပေါ့နော်ဆိုတော့တင်ကမိသူကဖယားဖြစ်တယ်နီးဆိုတဲ့အရာကိုတင်ကရောအဲ့ဒီဖယားကိုဘယ်လိုတိုင်းတာပဲမှာကိုးကွယ်တယ်လေဒါကအရေးကြီးဆုံးအချက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ယုံကြည်ချက်ကျွန်တော်ကယေရှုခရစ်တော်ကိုယုံကြည်တယ်ဖယားကိုယုံကြည်တယ်ယေရှုခရစ်တော်ဖယားကိုယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ယုံကြည်ချက်ကိုခရစ်ယာန်တယောက်အနေနဲ့ကျွန်တော်ဒီနေ့ကျွန်တော်ဖြေသွားမှာဖြစ်ပါတယ်အဲ့ဒါကပါလဲဆိုလို့ရှင်တော့မိသူကဖယားဖြစ်တယ်နီးလို့ပြောတဲ့ခါမှာကျွန်တော်တို့ခရစ်ယာန်ဘာသာဝင်ကြီးကိုးကွယ်တဲ့ဖယားရဲ့ဂုဏ်တော်ကိုကျွန်တော်ပြောပြခြင်းတယ်ဂုဏ်တော်ဒီအများကြီးရှိတယ်ဂုဏ်တော်ဒီသူ့ရဲ့ဂုဏ်တော်ဒီအများကြီးရှိတယ်အများကြီးထဲကနဲ့အချုပ်ဖြစ်တဲ့၃ချက်လေးကိုပဲဒီနေ့ကျွန်တော်ပြောပြခြင်းတယ်အဲ့ဒါကပါလဲဆိုတော့ဟေရှာယ43အငယ်7ထဲမှာဘာကိုပြောထားတယ်လဲဆိုတော့ငါမတပါအခြားဖယားမရှိလို့ပြောတယ်ဖယားကငါမတပါအခြားဖယားမရှိကဲတင်နိုင်တဲ့သူမရှိလို့တုံးထားတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်ပြီးလို့ရှိရင်စာလံ95အငယ်3ထဲမှာလည်းထိုနည်းတူစွာပဲငါဒီဖယားတကာတို့ရဲ့ဖယားဖြစ်တယ်ဖယားတကာတို့ရဲ့ဘယင်လည်းဖြစ်တယ်လို့တုံးထားတာကျွန်တော်တွေ့ရတယ်ပြီးလို့ရှိရင်တော့စာလံ96အငယ်5ထဲမှာလည်းပဲသူကတူတာတင်ဖယားဖြစ်တဲ့အကြောင်းကိုရေးထားတာဖြစ်တယ်ဖော်ပြထားတာပြီးလို့ရှိရင်စာလံ80အငယ်2ထဲမှာလည်းပဲဘာကိုပြောထားတယ်ငါဒီဖယားတို့ရဲ့အလေမှာဖယားဒီကိုတရားစီမဲ့ဖယားဖြစ်တယ်ထိုဖယားဒီကိုယုံကြည်တဲ့လူဒီကိုလည်းအပြစ်စီမဲ့ဖယားဖြစ်တယ်တရားစီမဲ့ဖယားဖြစ်တယ်လို့ရေးထားတာကျွန်တော်တွေ့ရဒါကြောင့်ဒီကနေ့ကျွန်တော်ယုံကြည်တဲ့ဖယားကတော့ဖယားအားလုံးရဲ့အရှင်ဘုရင်ဖြစ်တဲ့ဖယားဖြစ်တယ်လို့ကျွန်တော်ကယုံကြည်ထားတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုးကွယ်တဲ့ဖယားကအဲ့ဒီလိုတွင်တင်လို့ဖြစ်တယ်နံပါတ်1သူဟာဘယ်လိုမျိုးပုဂ္ဂိုလ်လဲဆိုတော့သူဒီဖန်ဆင်းရှင်ဖယားဖြစ်တယ်ဖန်ဆင်းခံဖယားမဟုတ်ဘူးတေတတ်သောဖယားလည်းမဟုတ်ဘူးသူဒီထာဝရအသက်ရှင်သောဖယားဖြစ်တယ်နံပါတ်3မှာသူဒီအပေငရဲမှာကဲတင်နိုင်သောဖယားလည်းဖြစ်တယ်ဒါကြောင့်သူ့ရဲ့ကျမ်းစကားထဲမှာကျွန်တော်တို့အတွက်အာမခံချက်ပေးတဲ့အရာအပြည့်အဝသူအာမခံချက်ပေးထားတဲ့ကြောင့်ထိုဖယားကိုကျွန်တော်ကကိုးကွယ်ယုံကြည်စီးကပ်ခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့ထာဝရအသက်ရှင်တဲ့ဖယားဖြစ်တယ်လို့ပြောတဲ့အခါမှာတချို့တည်းကပြောကြတယ်ဆိုတော့ယေရှုခရစ်တော်ရဲ့တက်တော်ဆင်ဒီကိုပြောကြတယ်ကျွန်တော်ကြည့်တယ်နော်အဲ့ဒီမှာဘာကိုသွားတွေ့ရတယ်ဖယားဖြစ်ရင်ဘာကြောင့်သူ့ကိုသူမကြေတာလဲနော်ဘယ်လိုဖြစ်လို့ယောမစစ်သားတွေကတတ်လို့ရတယ်လဲဆိုတဲ့ຢာဖော်ပြကြတယ်ဆိုတော့ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာယောမစစ်သားတွေကယေရှုခရစ်တော်ကိုတတ်တယ်လို့မရေးဘူးလုံးဝမရေးဘူးယောမစစ်သားတွေကတတ်လို့ယေရှုတည်သွားတယ်လို့ကျမ်းစာထဲမှာကျွန်တော်မတွေ့ရဘူးဘယ်လိုပဲတွေ့ရတယ်ယေရှုခရစ်တော်ဖယားဟာသူ့ရဲ့အသက်ကိုသူစွန့်တယ်ရေးသားထားတယ်ဘာကြောင့်လဲဆိုတော့ယောဟန်အငယ်30အငယ်18ထဲမှာဘာပြောထားလဲဆိုတော့ငါရဲ့အသက်ကိုစွန့်ပိုင်တော့အခွင့်ရှိတယ်
ငါအသက်ကိုပြန်ပြီးမှရှင်နိုင်တဲ့အခွင့်လည်းရှိတယ်တဲ့သူမှလုံနိုင်တယ်တဲ့ဘာဖြစ်လို့လဲသူကဖယားဖြစ်လို့လေသူ့ရဲ့ဖြစ်ချင်းသူ့ရဲ့တတ်ချင်းသူ့ရဲ့တည်ချင်းဒီကိုလူပညာနဲ့နှိုင်းရှင်လို့မရဘူးလူပညာနဲ့တွေးတောလို့လည်းမရဘူးဒါကြောင့်ဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ဖယားဆိုတဲ့လောကီဖယားဒီလောကဖယားတိုင်းဟာလေရိုးရိုးလူတာမန်လူထက်တော့အစပေါင်းများစွာတာတယ်လေဒါကြောင့်သူဟာအခုနပြောတယ်လို့ဖန်ဆင်းရှင်လေထာဝရအသက်ရှင်တဲ့ဖယားလေငရဲမှကယ်တင်နိုင်တဲ့ဖယားလေသူ့ရဲ့တတ်နိုင်ခြင်းသူ့ရဲ့တိနိုင်စွမ်းဒီကျွန်တော်တို့ကမမြင်နိုင်ဘူးဆိုတာကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီကနေ့ယေရှုခရစ်တော်ဒီအသက်ရှင်သောဖယားဖြစ်တယ်ဆိုတာကိုဘာကြောင့်ပြောတယ်လဲဆိုရင်တေချင်းကိုလည်းအောင်မြင်တဲ့ဖယားဖြစ်လို့ဖြစ်တယ်ကျမ်းစာထဲမှာရှင်ယောဟန်10အငယ်7-8ထဲမှာပြောထားတဲ့ကဲ့သို့ပဲတကယ်ပဲနော်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာအသေးခံတဲ့အခါမှာငါအသက်ကိုစွန့်ဤလို့ပဲတုံးထားလို့ဖြစ်တယ်ဒါကြောင့်ယောမစစ်သားတွေတတ်လို့တည်တာမဟုတ်ပါဘူးဒါကြောင့်ဖယားဖြစ်ခြင်းကိုသူလုံးဝပြတာတယ်တည်ခြင်းကနေထားမြောက်ခြင်းအဖြစ်သူဟာဖယားဖြစ်ကြောင်းကိုပြတာတယ်ဆိုရအောင်ကျွန်တော်ကတွေ့ရတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ကအဲ့ဒီတည်ခြင်းနဲ့ထားမြောက်ပြီးသူဟာထာဝရအသက်ရှင်တဲ့ဖယားဖြစ်လို့ဖြစ်တယ်မတည်နိုင်တော့ကျွန်တော်ကထာဝရအသက်ရှင်ခြင်းကိုပဲကျွန်တော်ကလိုချင်တာဖြစ်တယ်ပျောက်ကွယ်တာမလို့ချင်ဘူးဒီကနေ့သမင်းစားတာတေဖုတ်စားသလားရှင်ဖုတ်စားသလားစဉ်းစားကြည့်ပါဒီနေ့အလုတ်လုတ်တာတင်ပါတော့ကြောင့်အလုတ်လုတ်တယ်တေဖုတ်အတွက်လုတ်တာလားအသက်ရှင်တဲ့ခါမှာအတုံးပြုဖို့အတွက်အလုတ်လုတ်တာလားစဉ်းစားကြည့်ပါရိုးရိုးရှင်းရှင်းလေးပဲစဉ်းစားပါတွေးဝှိုက်ပြောမစဉ်းစားနဲ့ဒါရိုးရှင်းစွာစဉ်းစားကြည့်ပါဒါကြောင့်ဒီကနေ့ကျွန်တော်ကူးကွယ်တဲ့ဖယားဒီတေချင်းကိုမအောင်ဘူးဆိုတော့ကျွန်တော်ကဖယားလို့မတင်စားဘူးပြီးလို့ရှိရင်ကျွန်တော်ကိုမကယ်နိုင်တဲ့ဖယားကိုလည်းကျွန်တော်ကို promise ဂတိမပေးနိုင်တဲ့ဖယားကိုလည်းကျွန်တော်ကဖယားနေရာမှာလုံးဝမတင်စားဘူးဆိုရအလေးကိုကျွန်တော်အနေငယ်ပြောပြချင်ဒါကြောင့်ကျွန်တော်ကိုးကွယ်တဲ့ဖယားရဲ့ဂုဏ်ပုဒ်ကိုကျွန်တော်ကြည့်ပြီးမှကျွန်တော်နှစ်သက်လို့ထိုဖယားကိုကျွန်တော်ကဖယားနေရာမှာတင်စားကိုးကွယ်ယုံကြည်ခြင်းဖြစ်ပါတယ်ဆိုရလေးကိုအနေငယ်ကျွန်တော်ပြောပြချင်တယ်ရောက်စီတိုင်းဖျားရှင်ကောင်းကြည့်ပြပါစေ။